ယာယီနီးပြအထွက်ဆိုရှာကိုမရွေးပဲကာရစ်ကိုဘာကြောင့်ရွေးသွားတာလဲအားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လဲကြိုးစုလိုက်ပါတယ်မန်ယူပရိသတ်တယောက်အနေနဲ့ယာယီနီးပြအဖြစ်ဆိုရှာကိုကြော်ပြီးကာရစ်ကိုရွေးချယ်ခဲ့တဲ့အပေါ်အနည်းငယ်တော့အံ့ဩနေကြမှာပါဒီပြသည်ရှာဖွေဖို့အချိန်ယူချင်တာကိုနားလည်ပေးလို့ကြားနိုင်ပေမဲ့ရွေးချယ်မှုရဲ့နောက်ွက်ကမိုင်းဆက်ကတော့ကလပ်အသင်းကြီးတစ်ခုရဲ့ဂုဏ်သိက္ခာနဲ့လုံးဝမကိုက်ညီဘူးလို့ခံစားရပါတယ်ဒီဆုံးဖြတ်ချက်ဟာအသင်းရဲ့အောင်မြင်မှုကိုရှေ့တန်းတင်ထားတာထက်ဘုံအဖွဲ့ရဲ့ဈေးစကားတတ်တာဖို့ကိုပဲအဓိကထားသွားတဲ့စီးပွားရေးဆန်လုံးနဲ့လုပ်ရတဲ့တစ်ခုပါဆိုရှာကဥရောပဝင်ခွင့်အတွက်သူ့ရဲ့ဂုဏ်သိက္ခာကိုယင်ပြီးအောင်မြင်မှုပေးနိုင်မှဂျာဒူနဲ့စုကြီးကိုဆက်ပေးပါဆိုတဲ့တာဝန်ယူမှုအပြည့်နဲ့ကမ်းလှမ်းခဲ့တာဟာဒီပြတယောက်ရဲ့ရဲရင်တဲ့စိတ်ဓာတ်ကိုပြသခဲ့တာပါဒါပေမဲ့အသင်းကြီးကဲတွေကတော့ဒီလိုစိန်ခေါ်မှုမျိုးထက်ဘာဘောနက်စ်မှလည်းမလို့ညာဒီကုံရင်လည်းအတာကြီးထွက်သွားပေးမဲ့ကာရစ်ကိုပဲရွေးချယ်ခဲ့ပါတယ်ဒါဟာအသင်းကိုအောင်မြင်မှုစီခေါ်သွားပေးမဲ့ခေါင်းဆောင်ထက်သူတို့စိတ်ကြိုက်လှည့်စားလို့ရမယ်သူတို့လုံးပိုင်ခွင့်အာဏာကိုမထိပါမယ်ဂျားကန်လူတယောက်ကိုပဲလိုချင်ခဲ့ကြတာပါဆိုရှာတာဥရောပဝင်ခွင့်ရသွားခဲ့ရင်ဘုံဘွဲအနေနဲ့အမြဲတမ်းနီးပြခန့်ဖို့ဖိအားပေးခံရမှာကိုကြောက်နေကြတယ်ထင်ပါတယ်တကယ်တော့ကာရစ်ကိုပြန်ခန့်တာဟာသူ့အပေါ်ယုံကြည်လို့ထက်ဘုံဘွဲရဲ့အမားတွေကိုဖုံးကွယ်ဖို့အတင်းချစ်စိတ်တဲ့ရှိတဲ့သူတယောက်ကိုအတုံးချခံအဖြစ်ထားလိုက်တာနဲ့ပိုတူပါတယ်အောင်မြင်မှုအတွက်ဂရီပေးပြီးတာဝန်ယူရဲတဲ့ဆိုရှာလိုလူကိုညှင်းပယ်ပြီးဘာမှမတောင်းဆိုတဲ့ Yes Man Style ကိုပဲရွေးချယ်တဲ့အသင်းမျိုးမှာဘလို့ထိတ်တန်းနီးပြမျိုးကစွန့်စားခြင်းပါလဲဒါကြောင့်အသင်းရဲ့နှလုံးသားကိုပုံဖော်မဲ့သူတွေထက်ငွေလန်းကိုပဲကြည့်ကျင်တဲ့သူတွေအုပ်ချုပ်နေသူရတော့ပရိသတ်တွေမျှော်လင့်နေတဲ့ Glories Day ဟာဝေးကွာနေအောင်ပါပါဒီနေရာမှာစဉ်းစားစရာကဘုံဖွဲ့ဟာအရေးအချင်းထက်နာခံမှုကိုပို့ပြီးတက်မိုးထားနေတာပါဆိုရှာရဲ့တောင်းဆိုချက်ဟာအသင်းကိုအစင်တန်းတစ်ခုစီပြန်ရောက်အောင်တွန်းပို့ပေးမယ် motivation တစ်ခုဖြစ်ပေမဲ့ဘုံပွဲကတော့အဲ့ဒီအရာကိုအပိုကုန်ကြစရိတ်လို့ပဲမြင်ခဲ့ပါတယ်ကာရီကတော့နှစ်ကုန်ရင်ထွက်ပေးမယ် bonus မလို့ဘူးအဲ့ဒီလိုပြောလိုက်တာကလည်းသူတို့အတွက်တော့သူတို့ရဲ့အာဏာစက်တဲ့ကိုဘယ်သူမှဝင်ရောက်စွတ်ဖက်ခွင့်မပေးရတော့မယ်အာမခံချက်တစ်ခုလိုဖြစ်သွားတာပါနောက်ထပ်စိုးရိမ်စရာကောင်းတာကအဲ့ဒီလိုအလွယ်လိုက်တဲ့အကျင့်ကအတင်းရဲ့ယဉ်ကျေးမှုတစ်ခုလိုဖြစ်လာမှာပါပဲဆိုရှာလို့အတင်းကိုအောင်မြင်အောင်လုပ်ပေးမယ်လို့ရဲရဲဝံ့ဝံ့အာမခံနိုင်တဲ့သူကိုငွေကြေးနဲ့အာဏာအတွက်ညှင်းပယ်ခဲ့တဲ့ဆိုရင်အတင်းရဲ့အနာဂတ်မှာရောက်လာမဲ့ဘယ်နည်းပြကိုမဆိုဘုံဘွဲရဲ့မျက်နှာကိုပဲကြည့်ပြီးကစားကွက်ဆွဲရမယ့်အခြေအနေမျိုးရောက်သွားနိုင်ပါတယ်။ညီပြတယောက်ရဲ့ကြီးထွင်ဖန်တီးနိုင်မှုစွမ်းအင်ထက်ဘုံဘွဲရဲ့စီးမြင့်တွေကိုပဲလိုက်နာနေရမယ်ဆိုရင်တော့ Manchester United ရဲ့ကစားသမားတွေဟာလည်းဒီမိုဒီချေနဲ့တန်နေရလဲနေအောင်မှာပါ။ Man United ဟာအခုချိန်မှာညီပြူဟာပိုင်းဆိုင်ရာအားနည်းမှုတွေထက်စိတ်ဓာတ်ပိုင်းဆိုင်ရာကြာရှုံးမှုတွေကိုရင်ဆိုင်နေရတာပါ။ကာရီကိုပြန်မြင်ရတာဝမ်းသာစရာဖြစ်ပေမဲ့လည်းသူ့နောက်ွယ်ကဘုံဖွဲ့ရဲ့ရည်ရွယ်ချက်တွေကတော့အတင်းကိုအမောင်နဲ့ပို့လိုက်သလိုပါပဲဘောလုံးဆိုတာကွင်းထဲကအမှုပညာတစ်ခုဖြစ်ပြီးဖန်တီးရှင်ညီးပြကိုလွတ်လပ်ခွင့်နဲ့ထိုက်တန်တဲ့တန်ဖိုးမပေးသေးရတော့ဘလောက်ပဲကစားသမားကောင်းတွေခေါ်ဘလောက်ပဲယာယီညီးပြတွေပြောင်းစစ်မှန်တဲ့အောင်မြင်မှုဆိုတာအလံဝင်းနေအောင်မှာပဲဖြစ်ပါတယ်ဒီသက်ကြီးကရောဘလို့မြင်ကြလဲဗျအတင်းရဲ့အောင်မြင်မှုအတွက်တာဝန်ယူရဲတဲ့ဆိုရှာထက်ဘာမှမတောင်းဆိုပဲအသာကြီးထွက်သွားပေးမဲ့ကာရီကိုရွေးလိုက်တဲ့ဘုံဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာအတင်းကိုတကယ်ပဲအကျိုးပြုနိုင်မလားဆိုတာကိုတော့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ဒီလိုသုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့အတွက် 1H2 page ကို like and follow လုပ်ထားပေးဖို့ပြောကြားရင်းနဲ့ပဲကျေးဇူးတင်ပါတယ်